ဒီနေ့တော့မီးလိုကောင်းမဲ့ပစုံအစိမ့်တုပ်လုပ်ပြမှာဖြစ်ပါတယ်ပစုံအစိမ့်တုပ်လုပ်ဖို့အတွက်ပထမဆုံးလိုရတော့လက်ဆက်ဆက်ပစုံလေးပေါ့နော်ဒီရှာရှာပါပါလက်ဆက်ဆက်ပစုံလေးတွေရတာနဲ့ဝယ်ခဲ့လိုက်တယ်ပေါ့ပစုံကတော့ရမ်းကြီးတော့မကြည့်ဘူးအလက်ဆိုင်ကလေးပေါ့နော်ဒီအလက်ဆိုင်လေးနဲ့ပဲလုပ်ပြပါမယ်အဲ့လိုဒီပစုံနည်းနည်းပြီးဘယ်လောက်တိုင်းမကြည့်ရတော့မှ90သားကို3000ပေးခဲ့ရတယ်ဒါပေမဲ့ဘလို့ရိုက်ရမရှိတာနဲ့ဒါလေးပဲစူးစမ်းပြီးမျက်လုံးဖိတ်ပြီးဝယ်ခဲ့လိုက်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ပစုံကိုအခွန်ခွာမယ်ကြောကိုခွဲမယ်ခွဲပြီးလို့ရှိရင်ကြောရဲ့ကြီးချောင်းထုံမယ်ပေါ့ပစုံစိမ့်တုပ်ဖို့အတွက်လိုအပ်တဲ့ချက်တုံဖြူထောင်းထားမယ်ငြိုတိစိတ်ထောင်းထားမယ်တမယာကြီးကိုလှီးပြီးတော့အရင်ညှက်ထားမယ်ပြီးရင်အရင်ကထားတဲ့တမယာကြီးကိုငြိုတိစိတ်ထည့်မယ်ငြိုတိစိတ်ထောင်းထားထည့်မယ်ချက်တုံဖြူထည့်မယ်ပြီးရင်စားထည့်မယ်အချိုမုံနည်းနည်းလေးထည့်မယ်တကြား2ဆွန်းလောက်ထည့်မယ်ပြီးရင်ငါးငပြားရည်3-4ဆွန်းလောက်ထည့်မယ်ပြီးရင်တမယာရေးရဲ့အရသာအချင်းရတာပြတ်မှာဆိုလို့ပေါ့နော်ရေလေးနဲ့ရောမယ်ပြီးရင်ဒီလိုချင်းကန်ဆက်အတုံးနဲ့တွဲစားဖို့အတွက်တခွားပြီးလေးဒီခွန်ခွာပြီးတော့ပပလေးလေးရမယ်ခုပလိတ်တင်ပြမယ်ပေါ့နော်ပလိတ်တင်ဖို့တော့ဆလိုက်ရမရှိတာနဲ့တခွားပြီးလေးပဲဝိုင်းလိုက်ရေးစီလိုက်တယ်ပြီးရင်အဲ့ဒီပတ်ပတ်လေးမှာပစုံအစိမ့်လေးတွေစော့ကျိုးခွဲထားလေးကိုဖြန့်ရမယ်ပေါ့နော်ပြီးရင်အဲ့ဒီပေါ်မှာအစောဖြော်ထားတဲ့အချင်းကြီးကိုဖြည်းဖြည်းချင်းလောင်းမယ်ပေါ့နော်အားလုံးဒီပစုံအားလုံးမှာအရသာဝင်အောင်အားလုံးပေါ်မှာလောင်းမယ်ကဲခုဆိုရင်အရင်ရတာရှိတဲ့ပစုံအစိမ့်တုပ်ကလေးရပါပြီအားလုံးပဲမိုးအေးအေးနဲ့မီးလို့ကောင်းကြပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့ရမယ်နော်ဘိုင်ဘိုင်